เคရပုံရင်းနေကြတော့ဒီလိုမျိုးလေးပေါ့နော်အရေးဦးဆုံးအနေနဲ့ဒီလိုမျိုးသွားတယ်ပြန်လာတယ်ရမယ်နော်ဒါလေးထော်ထုံးရဲ့ရင်းပုံရင်းကြီးပဲဖြစ်တယ်ကဲနောက်ထပ်တစ်လုံးပေါ့နော်နော်နူသူလည်းပဲနော်ပဲဒီတစ်လုံးကြတော့နော်နီဒီတစ်လုံးကြတော့နော်နူပေါ့နော်နူဆိုတာဒီကြွတ်ဒါမှမဟုတ်သမီးကိုလည်းနူလို့သုံးတယ်ကြွတ်ကိုလည်းနူလို့ပဲသုံးတယ်နော်ရေးတာလည်းအတူတူပဲပြောတာလည်းအတူတူပဲနော်ဒီတလုံးကိုလဲနော်ပဲနော်နူနာငယ်ရဲ့နှချောင်းငယ်နူนะคะနာငယ်ရဲ့နှချောင်းငယ်နူနော်နူအဲ့ဒီနူကိုအတန်ကိုအမြင့်တန်ဒီလိုမျိုးထွက်ပြရတယ်နော်နူရမယ်နော်ကဲနော်နူရဲ့ရေးပုံရင်းကြီးကြတော့အယုံဆုံးအနေနဲ့တတိလေးကနေစရေးမယ်ပြီးတော့ဝိုင်းမယ်အပေါ်တက်မယ်ရမယ်နော်တိတိလေးကနေစရေးမယ်ဝိုင်းမယ်ပြန်တက်မယ်ဒါဒီရေးပုံရင်းကြီးစစ်မှန်လေးတွေဖြစ်တယ်နော်ဒီလိုမျိုးရေးနေတော့ဒီလိုမျိုးရေးပြီးမှဒီလိုမျိုးပြင်ရေးတာတော့အဲ့လိုမျိုးလေးဆိုမနဲ့အဲ့လိုမျိုးရေးရအောင်နော်ကိုကသူ့ရဲ့ရေးပုံရင်းကြီးအမှန်ကိုပဲစပြီးတော့ရေးရမှာပဲဖြစ်တယ်နော်နော်နူဆိုတာဒီကြွတ်ဒါမှမဟုတ်သမီးပေါ့နော်သမီးဆိုတာကိုပြောတာဥမာစကားပြောတဲ့ခါကျတော့ရှိတယ်သမီးหนูไม่ไปသမီးမသွားဘူးအဲ့လိုမျိုးပေါ့နော်หนูไม่อยากมาသမီးမလာချင်ဘူးအဲ့လိုမျိုးหนูပြောတာเนาะအဲ့ဒီသမီးကိုပြောတာဖြစ်တယ်ကဲနောက်ဆုံးတစ်လုံးအနေနဲ့ကျတော့ဖော်ဖန်ပေါ့နော်ဖော်ဖန်ဖော်သူလည်းဖော်ပဲတွေးတော့ဖောက်ထုတ်ရေးချဖော်ပထမဒီအမြင့်တန်ဒီတုံးကမမေးကြလားမသိဖော်သူကြတော့ဖော်ရမယ်နော်အနိတ်တန်ဒီဆိုရင်တစ်ချက်တည်းနဲ့ပဲပြောရမယ်ဖော်အမြင့်တန်ဒီကိုဆိုတဲ့အခါဖော်သူ့ရဲ့နှလုံးသားပါကွဲသွားလဲဆိုရင်ဖော်ဖန်းကိုရေးတော့မယ်ဆိုရင်အပြင်ကိုထောက်ရမယ်နော်ဒါလေးဖော်ဖန်းဖော်ကိုရေးအကွင်းကိုအထဲကိုသွားတယ်မှတ်မိကြလားဒီအကွင်းကိုအပြင်ကိုထောက်ရင်ဒါအနိတ်တန်ပြီးဖော်အကွင်းကိုအထဲကိုထည့်မယ်ဆိုရင်အမြင့်တန်ပြီးဖော်ရမယ်နော်โอเคนะคะพอနားလဲကြမယ်လို့ထင်ပါတယ်เนาะကဲ AN အစကနေပြီးတော့ပြန်ပြီးတော့ပေါ့เนาะပြန်ပြီးတော့တိုင်ပေးမယ်အလေတန်ကြီး24လုံးထဲကမှထပ်ပြီးတော့5လုံးပေါ့เนาะနော်နင်းကိုရင်ထောทหารสึตาทอทุงอัลลังนอหนูจวดพอพันဆိုတဲ့အဓိပ္ပာယ်ဒီလေပန်းဒါမှမဟုတ်စူအုပ်ပေါ့နော်လေပန်းစူအုပ်ကိုပြောတာပဲဖြစ်တယ်ပေါ့နော်ဒီပဲအတန်ထွက်မယ်ဆိုလို့ရှိရင်နော်นะคะနော်ဖောရမယ်နော်ကဲအားလုံးပဲစပီကြပါစေလို့အရင်မျိုးလေးပါတယ်အိစာအနေနဲ့ကြတော့ပေါ့နော်စာလုံးတစ်လုံးကိုနှစ်ကြောင်းပေါ့နော်ရေးပြီးတော့အိစာထိုင်နိုင်ပါတယ်နောက်တစ်ခုအတန်ဖိုင်ပေါ့နော်အတန်ဖိုင်ပို့လာခဲ့ပေးပါအားလုံးပဲစပီကြပါစေရှင်ဘိုင်ဘိုင်